အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်အောင်လည်းမင်္ဂလာပါအခု FIFA ရဲ့ Club World Cup ပြိုင်ပွဲကြီးကျင်းပဖို့ကျွန်တော်တို့အခုတရက်ကျော်လောက်ပဲကြံတော့တယ် American ကကြတော့ကျွန်တော်တို့ထပ်ပြီးနောက်ကြတော့အလွန်ဆုံး2ရက်နီးပါးပဲရှိတော့တယ်အဲ့ဒီချိန်ထိကို FIFA မှာတော်တော်လေးတိုင်ပတ်နေတယ်ဘာကြောင့်လဲဆိုတော့အခုလောလောဆယ်မှာ FIFA ရဲ့ဒါအခုလက်ရှိအနေထားရ Club World Cup နဲ့ပတ်သက်လို့သူတို့ဘက်ကလက်မှတ်တွေရောင်းချတဲ့အချိန်မှာဒါအခုချိန်ထိလုံလောက်စွာရရှိထားခြင်းမရှိသေးဘူးဆိုတော့ Club World Cup ပြိုင်ပွဲကြီးစတော့မယ်အခုလောလောဆယ်ထိဒါပေးသက်တွေကအိုက်ပြိုင်ပွဲကိုစိတ်ဝင်စားမှုနည်းတယ် FIFA ကတော့စိုင်းချိန်တင်ကြေးတွေပေါ့လေဒါဘိုးဆွဲတဲ့အသင်းဘယ်လောက်ရမယ်ဝင်ခွင့်ရတဲ့အသင်းဘယ်လောက်ရမယ်အခြားခံစား권တွေနဲ့ချန်ပီယံဖြစ်တဲ့အသင်းကယူရို215သန်းလောက်ထိဝင်ငွေရှိနိုင်တယ်ဒါပေမဲ့လည်းပေးသက် point of view ကကြည့်တဲ့အခါမှာဒီပြိုင်ပွဲကြီးကိုသူတို့ကအဲ့လောက်ထိ FIFA ကပတ်စံရှာတဲ့ပြိုင်ပွဲလို့သူတို့ကသတ်မှတ်တဲ့အတွက်ဘယ်သူမှစိတ်ဝင်စားဘူးဘယ်လောက်ထိလွယ်လဲဆိုရင် FIFA ရဲ့ website ထဲကိုဝင်ပြီးတော့ဒါဘယ်လိုပြောမလဲဆိုရင်ဒါလက်မှတ်ဝယ်လို့ရတယ် FIFA website ထဲမှာ Club World Cup ရဲ့ ticket ဆိုပြီးရှာလို့ရအဲ့ထဲမှာဒါ fan club ရဲ့ ticket ရှိတယ် General Public Club ရှိတယ် FIFA Public ticket ရှိတယ်ပြီးတော့မှ FIFA ကနေ resale platform တခုရှိပြီးတော့ဒါ hospitality ပေါ့လေဆိုတော့နောက်တစ်ခုကဒါ hospitality အတွက်ယူထားတဲ့ VIP ticket တွေရှိတယ်ဆိုတော့ ticket က4မျိုးရှိတယ်ပတ်စံတက်တဲ့ကောင်တွေက VIP ticket ကိုသွားနောက် resale platform မှာထပ်ဝယ်လို့ရတယ် General Public ticket တွေလည်းတက်ရှိတယ်ပြီးတော့မှ fan zone တွေအတွက် fan တွေအတွက်တက်ရှိတယ်သူတို့က ticket မျိုးစုံရှိတယ်အဓိကဘာဖြစ်နေလဲဆိုတော့လက်မှတ်ကဒီ Inter Miami E ရဲ့နဲ့ဒီ Harrow Stadium မှာကံမဲ့ early ပွဲကပွဲစဉ်တည်းအဲ့ပွဲမှာတော့မှသူတို့ဘက်ကတော်တော်လေးတိုင်ပတ်နေတယ်လက်မှတ်တွေရောင်းလို့မရဘူးအခုလောလောဆယ် FIFA ရဲ့ Club World Cup မှာလက်မှတ်ဆိုးတော့ဖြစ်တဲ့ club အသင်းက2သိန်းပဲရှိတယ်အဲ့ဒီအသင်းတွေရဲ့ပွဲတွေမရှိတော့ဘူးဆိုးတော့ဖြစ်တာအသင်း2သိန်းပဲရှိအဲ့ဒါဘာလဲဆိုတော့ Real Madrid အသင်းနဲ့ Boca Juniors အသင်းဒီ2သိန်းတွေကလက်မှတ်တွေအားလုံးဟာ completely ဆိုးတော့ဖြစ်သွားတယ်ဆိုတော့ Madrid ကမဲ့ပွဲတိုင်းမှာ Madrid ပြည်သက်ကလုံလောက်တဲ့လက်မှတ်အကုန်ဝယ်ပြီးပြီအဲ့လိုပဲဒီ Boca Juniors ပြည်သက်ကလည်းသူတို့လက်မှတ်အကုန်ဝယ်ပြီးပြီကျန်တာလေကိုအခုဒီ FIFA မှာဆိုရင်ဘယ်လောက်ထိဆိုလဲဆိုလက်မှတ်ကတော်တော်ဈေးချပေးထားပြီးတော့တော်တော်ကိုစိုးစိုးဝါးဝါအခြေအနေဒီဖြစ်နေအခုကလက်မှတ်ဈေးနှုန်းကဒါပုံမှန်အားဖြင့်သူတို့ရောင်းတာတော့ဗောလေဒါအခုလက်ရှိ lowest price က Inter Miami ပွဲ Inter Miami နဲ့ဒါတစ်ဖက်က AR လီဘောတော့ပွဲတိုင်းဖြစ်တာတပွဲတည်းမဟုတ်ပွဲတိုင်းကွင်းကြီးတွေကပြ9000လို့8000လို့9000လို့8000ဝဲလို့6000ဝဲလို့ရှိတဲ့ stadium မှာထားပြီးတော့ပြည်သက်စိတ်ဝင်စားမှု interesting အရန်အားနေတယ်ဒါပေမဲ့အမှဒီ FIFA ကတချို့လက်မှတ်တွေကိုသူတို့က university student တွေကိုရောင်းတာတို့ free ပေးတာတို့တစ်ချိန်တည်းမှာပဲတချို့လက်မှတ်တွေကို20လောက်ထိ discount ချပေးတာရှိတယ်ဒါ Inter Miami ပွဲဆိုရင်ဒါ the best seat ဆိုရင် the best seat ဆိုတဲ့လက်မှတ်ကဒါ400ကျော်လောက်ရှိတယ်ဒါပေမဲ့အခုတာမန် cheapest ticket က Euro American dollar 80လောက်နဲ့ရပြီဒါကသူတို့အခုလောလောဆယ်ရောင်းတာတခါ FIFA ရဲ့ resale platform ရှိတယ်ဆိုတော့အခုလောလောဆယ်ဝယ်လို့ရတာကပုံမှန်အပြင်ကဗျာဒီ January sale ဝယ်လို့ရတယ်အခုက January sale ကအနှိမ့်ဆုံးအဲ့ January sale ရောက်သည့်ထိုင်အောင်လက်မှတ်ကရောင်းမကုန်ဘူးဖြစ်နေတယ်ဆိုတော့အခု FIFA ဘက်ကတော့ဒါသူတို့ပြိုင်ပွဲကိုအရန်စိုးရိမ်နေပါလေ FIFA ကအခုလက်ရှိမှာအလွန်နေနိုင်တဲ့ပြည်သက် attendance ဖြစ်သွားနိုင်လို့သူတို့တော်တော်လေးစိုးရိမ်နေပထမဆုံးပွဲက Inter Miami နဲ့ AR ကံမဲ့ Harrow Stadium မှာပြည်သက်6000ပွဲရှိတယ်အခုလောလောဆယ်အထိအိုက်ကွင်းမှာလည်းပြည်သက်အများကြီးကြံလက်မှတ်တွေကြံသေးတယ်တခြားပွဲတွေအားလုံးမှာလက်မှတ် completely sold out ဖြစ်တာကအသင်းနှစ်သိမ်းပဲကျွန်တော်တို့ Boca Juniors နဲ့ Real Madrid ဆိုတော့အခု FIFA ကဘယ်လောက်ထိ offer ပေးလဲဆိုတော့တချို့ ticket တွေကို20ပဲပေးထားတယ်အဲ့ဒါပါလဲဆိုတော့ပြီးရင်လက်မှတ်ကလည်း4ဆောင်ထိဝယ်လို့ရတယ်ဒါအပြင် University student တွေတော်တော်များများကိုလည်းသူတို့ရအောင်ရောင်းနေတယ်ဒါဟာတော်တော်ဆိုအဲ့ဒါကိုမှ FIFA ကလောဘတက်ပြီးတော့2029ပြိုင်ပွဲပေါ့လေ FIFA Club World Cup ပြိုင်ပွဲက29မှာပြန်လာမှာအဲ့ကြရင်သူတို့ကပြိုင်ပွဲဝင်32သိန်းအောင်လူစိတ်ဝင်စားတာအခု48သိန်းလုံးပဲတဲ့စဉ်းစားတာကြည့်တော့အခုလောလောဆယ်မှာ FIFA အတွက်တကယ့်ကိုခေါင်းစားစရာနဲ့ပြည်သက်တော်တော်ကိုစိတ်ဝင်စားမှုရောနေတဲ့ပြိုင်ပွဲရှင်းရှင်းလေးပဲဗျာဘောလုံးပြည်သက်တွေကမကြည့်ကျင်တော့ဘူးမှန်တိုင်းပြောရင်ဒါပေမဲ့လည်းကန်တဲ့သူတွေလည်းမကန်နိုင်တော့ဘူး American ပြည်သက်တွေကတော့ maybe different ပေါ့လေသူတို့ချိန်မှာ competitive game ကနေတော့ဒါကစိတ်ဝင်စားမှုအတိုင်းအတာတစ်ခုတည်းရှိမယ်ဒါပေမဲ့ပြောဖို့တော့ခက်သေးတယ်အခုလောလောဆယ်နေထားရတော့လက်မှတ်ကလုံးဝရောင်းမကုန်ပဲအများကြီးကြံနေသေးတာပါအားလုံးကျေးဇူးတင်ပါတယ်